ကောင်မလေးဟာသူမယောက်ျားရဲ့နာရီမှာဒူးထောက်နေရင်ရုတ်တရက်ဗိုက်ဆာလာခဲ့ပါတယ်။ဒါနဲ့သူမယောက်ျားရဲ့ခေါင်းလာပေါ်ကပန်းသီးတစ်လုံးကိုယူစားဖို့ပြင်လိုက်ပါတယ်။ပန်းသီးကိုယူဖို့လက်လန်းလိုက်ချိန်မှာပဲလက်တစ်ဖက်ကသူမကိုရုတ်တရက်ဆွဲဖမ်းလိုက်ပါတယ်။ကောင်မလေးလည်းတည်သွားတဲ့ယောက်ျားကတစေဖြစ်ပြီးသူမကိုလာစနေတယ်ထင်ကလန့်ပြီးအော်ပါတော့တယ်။အဲ့ဒီအခါအမျိုးသားကသူမရဲ့ပါးစပ်ကိုအမြန်ပိတ်လိုက်ပြီးတခြားသူတွေမသိအောင်တိတ်နေဖို့ပြောလိုက်ပါတယ်။ပြီးတော့ကောင်မလေးကိုဆွဲထုတ်လိုက်ပြီးသူမကသူ့ရဲ့ဇနီးလားလို့မေးလိုက်ပါတယ်။ကောင်မလေးရဲ့ချစ်စရာကောင်းတဲ့ပုံစံကိုမြင်တော့သူလည်းမနေနိုင်ပဲပါလေးကိုဆွဲလိမ်လိုက်မိပါတယ်။အဲ့ဒီနောက်ကောင်မလေးကတတိမွေပြီးအမျိုးသားကိုစမ်းသပ်ကင်တွေကြည့်လိုက်တော့မှသူကတစင်မဟုတ်ဘူးဆိုတာကိုသိသွားပါတယ်။ဒါနဲ့သူမကဘာလို့ကိုနိုင်ကိုထိုင်းကြည့်နေတာလဲလို့မေးလိုက်တော့အမျိုးသားကလည်းသူကိုယ်တိုင်လည်းမသိဘူးလို့ပြန်ဖြေပါတယ်။အဲ့ဒီအချိန်မှာပဲလူတွေလာနေတဲ့အတန်ကိုကြားလိုက်ရလို့အမျိုးသားကကောင်မလေးကိုခေါင်းတလားနဲ့ဆွဲသွင်းပြီးအတူတူဝင်လဲနေလိုက်ပါတယ်။ကောင်မလေးကအရန်ကြောက်လန့်နေတာကြောင့်အမျိုးသားကအခုကစပြီးသူမကိုကောက်ွယ်ပေးမယ်လို့ချက်ချင်းပဲနှစ်သိမ့်ပေးလိုက်ပါတယ်။အဲ့ဒီစကားကိုကြားပြီးနောက်ကောင်မလေးလည်းချက်ချင်းဆိုသလိုအိပ်ပျော်သွားပါတော့တယ်။အမျိုးသားလည်းကောင်မလေးကိုပွေ့ချီပြီးထထိုင်လိုက်ပါတယ်။သူ့ရဲ့လက်ထောက်ဖြစ်သူကကောင်မလေးကိုနှင်ထုတ်ဖို့ကြိုးစားပေမဲ့အမျိုးသားကချက်ချင်းပဲတားမြစ်လိုက်ပြီးလူတိုင်းကိုသူမအားတခင်မလေးတော်လို့ခေါ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်အမျိုးသားကကောင်မလေးကိုအိပ်ဖို့သူ့ခန်းထဲပွေ့ချီသွားချိန်မှာကောင်မလေးကရုတ်တရက်နိုးလာပါတယ်။သူမကိုဘယ်ခေါ်သွားမလို့လဲလို့မေးတော့အမျိုးသားကနက်ပြည်ပို့ပေးမလို့ဖះတခင်စီပို့ပေးမလို့ဆိုပြီးနောက်ပြောင်းလိုက်ပါတယ်။ဒါပေမဲ့ကောင်မလေးကတော့တကယ်ထင်သွားပြီးသူမရဲ့ဆန္ဒတေးလေးတစ်ခုကိုဖြည့်ဆည်းပေးနိုင်မလားလို့မေးလိုက်ပါတယ်။ကောင်မလေးရဲ့ဆန္ဒကိုကြားလိုက်ရချိန်မှာတော့အမျိုးသားခင်ဗျာဘာပြောရမှန်းမသိအောင်စွန့်သွားပါတော့တယ်